Dragon Ball ကြည့်တဲ့သူတိုင်းဒီပါ virus ကိုတော့သိကြမှာပါခရမ်းရောင်အကျကြောင်နဲ့တူတဲ့ပုံစံအိမ်မက်အစာမဲ့တဲ့သူဒီလိုပုံစံကြောင့် virus ကိုတာမန်ကာဗီတာတယောက်လိုပဲထင်မိရင်တော့မှားသွားပါလိမ့်မယ်တကယ်တော့ virus ဟာ Dragon Ball Universe တစ်ခုလုံးရဲ့ဘဲလောင်ထိမ့်သိမ့်ပေးနေတဲ့အရေးကြီးဆုံး god တွေကတရားပါသူရဲ့တိုက်တယ်ကတော့ god distraction ဖြတ်စည်းခြင်းနဲ့ဖေးGod distraction ဆိုတာတကယ်ဘာလို့ရတယ်လဲ။ဘာကြောင့် universe တစ်ခုမှာ God distraction တယောက်ရှိနေရတာလဲ။သူတို့ကဘာကြောင့်ဂျိုးတွေကိုဖျက်ဆီးကြတာလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးပါမယ်။ခုလိုမျိုးဗီဒီယိုတွေကိုကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ Dragon Ball Universe တိုင်းမှာတက်ရှိတွေကိုဖန်တီးပေးတဲ့နတ်ဖျားတွေရှိတယ်လို့ Universe ရဲ့ဘဲလန်ကိုထိန်းကြီးပေးဖို့ဖျက်ဆီးခြင်းတောင်းယူထားတဲ့ God distraction တွေလည်းတယောက်စီရှိပါတယ်။သူတို့ရဲ့အလုပ်ကတော့နာမည်အတိုင်းဖျက်ဆီးခြင်းပါ။ creation နဲ့ distraction ကိုဟန်ညံ့ညအောင်ထိန်းသိမ်းပေးပြီး universe တစ်ခုလုံးရဲ့ဘဲလန်ကိုထိန်းကြီးပေးဖို့အတွက်သူတို့တွေကဂျိုးတွေတက်ရှိမျိုးစိတ်တွေကိုဖျက်ဆီးကြတာပါဒါပေမဲ့ universe 7ရဲ့ god distraction ဖြစ်တဲ့ Beerus ကတော့ဖျက်ဆီးခြင်းတောင်းကိုထမ်းဆောင်တာထက်အိတ်လိုက်စားလိုက်နဲ့အချိန်ကုန်နေတတ်တဲ့ god distraction တရားပါဒီလို universe တစ်ခုလုံးရဲ့တောင်းကိုလုံလောက်မလုပ်ပြတာ universe 7 model level နိုင်နေတဲ့အချိန်တွေမှာအစိတ်ပိုင်းတစ်ခုအနေနဲ့တက်ရောက်မှုရှိခဲ့ပါတယ်Universe 7တခုတည်းမဟုတ်ပဲ model level နိုင်နေတဲ့ universe တွေအားလုံးဟာ Zeno ရဲ့ဖျက်ဆီးခံရမယ့်အနေနဲ့ရင်ဆိုင်လာရပါတယ်။အဲဒါကြောင့်ပဲ Goku တို့အပါအဝင် Universe 7ရဲ့အကောင်းဆုံး fighter 10ယောက်ဟာ Universe တစ်ခုလုံးရဲ့အသက်ရှင်ရအတွက် tournament ဖောက်မှာဝင်ပြိုင်ခဲ့ကြတာပါ။ဒါပေမဲ့ဒီနေရာမှာမေးစရာတစ်ခုရှိလာပါတယ်။ Universe တစ်ခုကို balance ဖြစ်အောင်ဘာကြောင့်ဖျက်ဆီးဖို့လိုတာလဲ။တကယ်တော့ Dragon Ball Universe System မှာဖန်တီးခြင်းတစ်ခုတည်းမဟုတ်ပဲနဲ့ Universe ကိုမထိန်းသိမ်းနိုင်ပါဘူး။တက်ရှိတွေကိုဖန်တီးပေးတဲ့ခိုင်တွေရှိတယ်လို့အဟောင်းတွေကိုဖယ်ရှားပြီးဘဲလန်းပြန်ထိန်းပေးဖို့ God distraction တွေလည်းလိုအပ်ပါတယ်။ဒါကြောင့် creation နဲ့ distraction အဆက်ညစ်ပတ်လို့မြင်ရပေမဲ့တကယ်တော့ universe တစ်ခုရှင်းတယ်မို့နှစ်ခုစလုံးလိုအပ်နေတဲ့အရာတွေပါ။ဒီအတွက်ပဲ universe တစ်ခုမှာ spring ခိုင်တဲ့ God distraction ဆိုပြီးတစ်ဖက်ကဖန်တီးခြင်းတစ်ဖက်ကဖျက်ဆီးခြင်းကိုတာဝန်ယူကြတာပါ။ဒါပေမဲ့ဒီလိုဖျက်ဆီးခြင်းတာဝန်ကို God distraction တွေကဘယ်လိုလုပ်ကြတာလဲ။ဒီနေရာမှာသူတို့ရဲ့အထူးခြားဆုံးစွမ်းအားဖြစ်တဲ့ဟာခိုင်းကိုသိထားဖို့လိုပါတယ်။ဟာခိုင်းဆိုတာရိုးရိုးတက်တက်ဖျက်ဆီးနိုင်တဲ့စွမ်းအားမျိုးမဟုတ်ပါဘူး။ God distraction တွေကဒီစွမ်းအားအသုံးပြုပြီးသူတို့ရဲ့ target ကို assistant ကနေတောင်ဖယ်ရှားနိုင်ပါတယ်။ Dragon Ball Super မှာ universe စုစုပေါင်း12ခုရှိပြီး universe တစ်ခုစီတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင် God distraction တွေရှိပါတယ်။ universe မှာဆိုရင် Chamber ရှိပါတယ်။ Chamber ဟာ Beerus နဲ့အရန်ဆင့်တူနေတာကိုသတိထားမိကြမှာပါ။ဒါကတော့သူတို့နှစ်ယောက်အမှားညီကိုတွေဖြစ်ကြတယ်လို့သူတို့ရဲ့ universe နှစ်ခုကလည်းအမှားတွေလို့တအားဆင့်တူနေကြတာကြောင့်သူတို့နှစ်ခုကြားမှာဘယ် universe ကအစားအသောက်ပို့ကောင်းလဲဆိုတာနဲ့ပတ်သက်ပြီးပြိုင်ဆိုင်တာတွေတောင်ရှိပါတယ် God distraction တွေကတယောက်နဲ့တယောက်အလုပ်တောင်ကတော့တူတူဖြစ်ပေမဲ့ personality နဲ့တိုက်ခိုက်ပုံတွေကတော့တော်တော်ကွာခြားကြတာပါ God distraction တွေအထူးခြားဆုံး connection တစ်ခုရှိပါတယ်အဲ့ဒါကတော့ spring ခိုင်တွေနဲ့ပါဥပမာ spring ခိုင်ကိုတည်သွားရင် God distraction တည်သွားနိုင်ပါတယ်ဒီအချက်က creation နဲ့ distraction ဆိုတာတကယ်တော့တစ်ဖက်နဲ့တစ်ဖက်ဆန့်ကျင်နေတဲ့အရာတွေမဟုတ်ပဲ universe တစ်ခုရှင်းသန်နိုင်မှုအတွက်အပြန်အလှန်လိုအပ်နေတဲ့အရာတွေဖြစ်ပါတယ် God distraction ရဲ့အကြောင်းပြန်ချုပ်ကြည့်မယ်ဆိုရင်သူတို့ရဲ့အဓိကတာဝန်က creation နဲ့ distraction ကြားမှာဘဲလက်ကိုထိန်းသိမ်းမှုဖြစ်ပါတယ်ခိုင်တွေကဖန်တီးပေးကြတယ် God distraction တွေကဖျက်ဆီးပေးကြတယ်ဒီ diverse system တစ်ခုလုံးက universe တွေရဲ့ဘဲလက်ကိုထိန်းသိမ်းပေးဖို့အတွက်တည်ရှိနေတာပါ creation မရှိရင် distraction မရှိတယ်လို့ distraction မရှိရင်လည်း creation ကပြီးပြည့်စုံမှာမဟုတ်ပါဘူးဒီလိုပါပဲခင်ဗျားတို့ဘဝမှာလည်းတူအောင်မရှိရင်ပြီးပြည့်စုံမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ Dragon Ball Universe System ထဲမှာဖြည့်ဆည်းခြင်းနတ်ဖျားတွေဟာတာမန်ဇက်ကောင်တွေမဟုတ်ပဲ Universe ရဲ့ဟန်ချက်ညီမှုကိုထိန်းသိမ်းပေးနေတဲ့မရှိမဖြစ် diverse being တွေပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာဘယ် content တွေတင်ပြရအောင်လဲဆိုတာကို comment မှာအကြံပေးခဲ့ပါအောင်ဗျကျွန်တော်တို့ဘက်ကအဆင်ပြေတဲ့ content ကိုရွေးပြီးဗီဒီယိုလုပ်ပေးမှာမို့စောင့်မျှော်အားပေးကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့